ကဲချစ်လေးတို့ရေဝင်းချုပ်တဲ့သူတော်တော်များများရဲ့အကြောင်းလေးကိုလေ့လာကြည့်ကြရအောင်ဝင်းချုပ်တဲ့သူတော်တော်များများကဒီကိုယ့်ရဲ့ဝင်းကသွားကျင်တဲ့အချိန်မှာမသွားဘဲနဲ့3ရက်တစ်ချိန်5ရက်တစ်ချိန်သွားကြတယ်အဲ့ဒါဟုတ်လားဒီကုန်းကိုယ်တိုင်လည်းအဲ့လိုခံစားနေရတယ်အဲ့အတွက်ကြောင့်မို့လို့ချစ်တို့ကိုဝေမျှပေးခြင်းပါတယ်ဝင်းချုပ်တဲ့သူတော်တော်များများဘာဖြစ်လို့လဲဆိုတော့သူ့မှာအကြောင်းရင်းလေးတွေရှိမယ်ချစ်တို့လည်းသိမှာပါနော်ရေတောက်နေတယ်အဓိကရေတောက်နေတယ်နောက်တစ်ခုကအထိုင်များတယ်နောက်တစ်ခုကကိုစားပြီးသားအစားအစာတွေမှာတခါလေဝင်းချုပ်တတ်တဲ့အစားအစာလေးတွေပေါ့တခါလေကြတော့ကောက်ညင်းတို့အဲ့လိုဝင်းသွားစေနိုင်တဲ့ဟာမျိုးမဟုတ်ပဲလေအဲ့လိုမျိုးလေးတွေစားမိကြတယ်ဆိုလို့ရှိရင်ဝင်းချုပ်တယ်ဝင်းချုပ်တာမှာကိုတနစ်တာစားလိုက်တဲ့အစားအစာတွေက3ရက်မှတစ်ချိန်5ရက်မှတစ်ချိန်သွားနေမယ်ဆိုရင်တော့ဒါအလုံးမဖြစ်ဘူးစားတာများများသွားတာနည်းနည်းဖြစ်နေဒါမဟုတ်ဘူးအဲ့အတွက်ဘာဖြစ်လဲဆိုတော့အစာဟောင်းတွေအကုန်လုံးကဥနံရန်လမ်းကြောင်းတွေမှာကန့်ညိပြီးတော့နောက်ပိုင်းဘာဖြစ်လဲဂျိုးအဖြစ်နဲ့ပြောင်းသွားတယ်နော်အစာဂျိုးပေါ့ကွာအစာဟောင်းဂျိုးတွေအနေနဲ့ဖြစ်နေပြီဆိုလို့ချင်းမိန်းမတွေအများစုဘာဖြစ်လာသိလားဘိုက်တရားတဖြည်းဖြည်းပူလာတယ်အဲ့ခါကျရင်စိတ်တွေညစ်ရပြီအင်ကြီးတွေမတော်တာတွေကိုကလှကျင်ပါတယ်အပြင်သွားတော့မယ်အဝတ်စားဝတ်ရတော့မယ်အဲ့မှာစိတ်ညစ်ပြီဒီဘိုက်ကြီးကိုဘယ်လိုမျိုးလျှော့ရမလဲဒါအစီတွေတက်လာမယ်ကိုစားလိုက်တဲ့အစားအစာတွေကကိုသွားနေကြလမ်းကြောင်းမှာတရက်တစ်ချိန်လေးကတော့ပုံမှန်လေးသွားလို့ရှိရင်အုံနောက်ကလေးတွေကြည်နေမယ်ခေါင်းလေးတွေလည်းကြည်နေမယ်ပေါ်ပါလန်းဆန်းနေမယ်အခုအဲ့လိုမဟုတ်ဘဲနဲ့ဝင်းချုံနေမယ်ဆိုလို့ရှိရင်လုံးဝကိုအလှအပတွေအတွက်ပါစိုးရင်စရာဖြစ်လာပြီတီကုန်းကိုယ်တိုင်လည်းအဲ့လိုမျိုး3ရက်တစ်ချိန်5ရက်တစ်ချိန်ဆိုတော့အရန်စိတ်ညစ်တာပေါ့ကွယ်ရေတောက်နဲတယ်ဆိုလို့ကိုကလည်းကြာဘူးနာဝရှိတာပေါ့နော်ကမွန်းကျင်ရွက်ကိုလက်တဆုပ်စာလောက်ကိုပြုတ်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်ဦးလန်းညောင်းရှင်းပေးတယ်လှုပ်တယ်ဒါပေမဲ့ကိုကကားရိုက်တွေရှိတယ်ရှူတင်တွေရှိတဲ့ခါကျတော့ဘယ်လိုခေါ်မလဲကွယ်တိတ်ပြီးတော့လက်မလဲဘူးပေါ့လှုပ်ရတဲ့အချိန်ကသူ့အချိန်ပေးရတာဟုတ်ပြုတ်တယ်ပြုတ်ပြီးတော့တောက်တယ်တရက်ပဲနောက်တစ်ပတ်လောက်ကျတော့အလုပ်တွေရှုပ်နေပြန်တော့ခါဝင်းနေရချုပ်တာပဲဟာစညစ်တယ်ဝင်းချုပ်ပြီဆိုရင်ဘာဖြစ်လဲအာဂရင်းနဲ့အနံ့ဆိုးတွေထွက်လာမယ်နောက်တစ်ခါဘိုက်တွေပူလာမယ်နော်အဲ့အတွက်ကြောင့်မို့လို့ကိုကလေစိတ်ညစ်ရတယ်တစ်ဖက်သားကိုအားနာရတယ်အဲ့မှာဝင်းမှန်ကျင်နေပေါ့နော်ကိုအဲ့လိုမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုရဲ့တငယ်ချင်းတယောက်ကကိုအကြံလေးတစ်ခုပေးတယ်ဘာလဲဆိုတော့ဝင်းဝါဒီတော့ဂျယ်လီလေးကိုစားကြည့်ပါလားသူမှပေးမယ်တဲ့ဆိုကိုကပထမတော့လေဘယ်လိုခေါ်မလဲအဲ့လိုမျိုးဆေးဖြစ်လာအဲ့လိုမျိုးဆိုမစားချင်ဘူးနောက်ပြီးတော့လည်းရှိကြတယ်လေဂျယ်လီဆိုလို့ရှိရင်လေကလေးတွေစားတယ်ဂျယ်လီလိုမျိုးဆိုမစားဘူးအဲ့ဒါအနေဖြစ်နိုင်တယ်မဟုတ်ဘူးတငယ်ချင်းစားကြည့်စမ်းပါကိုမှားပေးတယ်ပေါ့မှားလဲမှားပြီးတော့ကိုပထမတော့ကွယ်တရက်ချားစီတောက်ရမယ်ဆိုတော့လေတောက်ကြည့်တာပေါ့တောက်ကြည့်တယ်တရက်ပြီးရင်ကိုယ်စိတ်ထဲမှာမယုံကြည်သလိုလေးဖြစ်နေတော့လေနောက်ထပ်2ရက်3ရက်ချားပြီးမှတစ်ခါတောက်ကြည့်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တရက်ချားစီတစ်ခါတောက်လိုက်တဲ့ချိန်မှာတကယ်ကိုတိတာနဲ့ဝင်းမှန်လာတယ်ဝင်းမှန်လာတော့ဘာဖြစ်လာတယ်ကိုလှလာတယ်ဘိုက်တွေဒီအစီတွေကလေတလက်မအဲ့လိုမျိုးလေးကြာသွားတာနော်အဲ့တော့ကိုယ့်ရဲ့အဝတ်စားလေးတွေကိုလေအရင်တော့ဆိုရင်ကွယ်ဘယ်လိုခေါ်မလဲကားရိုက်တဲ့ခါကြာရင်လေတီစာကြီးတွေကိုလေဖြုတ်ရတာဘေးတွေကိုလေတီစာတွေကိုဖြုတ်ပေးပါရဲ့ငါမဝလာပြီပေါ့နော်ခါးတွေလည်းတုတ်တင်းတွေလည်းတုတ်တာလည်းကြာစိတ်ညစ်ရတာပေါ့အခုအဲ့လိုမဟုတ်တော့ဘူးတီစာလေးတွေပြန်တီလာပြီအခုတီကုန်းဝတ်ထားတဲ့အင်ကြီးလေးဆိုရင်ဝင်းဝါဒီတော့ဂျယ်လီကို2ဘူးတောက်ထားတာနော်2ဘူးတောက်ထားတာဘာဖြစ်သွားလဲ2လက်မကြာသွားတယ်ခါးလေးတွေကြီးဘာပဲပြောတီကုန်းရဲ့အရက်အမောင်းနဲ့တီကုန်းရဲ့ခန္ဓာကိုယ်နဲ့ဆိုတာခါးလေးတွေနည်းနည်းလေးတိမ်ပြီးတော့နည်းနည်းလေးပိန်သွားတာပေါ့နော်အရှမ်းဝမ်းသာတာမိမတယောက်မှလေဘိုက်လေးတစ်လက်မလောက်ကျသွားတယ်ဆိုရင်တော်ကိုပျော်တာအဲ့ဒါဘာဖြစ်လို့သိလားဝင်းဝါဒီတော့ဂျယ်လီရဲ့ကျေးဇူးကြောင့်နော်တကယ်လဲကောင်းတယ်အမှန်ကန်လဲတီကွန်းကိုယ်တိုင်စားတဲ့အတွက်ကြောင့်မလို့ချစ်တို့ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်ကဲချစ်လေးတို့ရေဝင်းဝါဒီတော့ဂျယ်လီလေးဆိုတာဒီဘူးလေးပဲဖြစ်ပါတယ်ရှင်ဒီဘူးလေးပါဒီကုန်းကတော့ဒီလိုမျိုးဘူး2ဘူးကုန်သွားပြီပေါ့နော်သူကတဘူးမှာ10လုံးပါတယ်နော်ဒီကုန်းပြဒါဒီကုန်းစားနေတဲ့ဘူးလေးသူကဒီလိုအထုပ်ကလေးကွာဒီလားဒီအထုပ်ကလေးထဲမှာတထုပ်စီတိုင်းမှာသူကဘာအာနိသင်လေးပါလဲဆိုတော့ချင်းရယ်စမုံနဲ့ရယ်နောက်တစ်ခါပွေးကိုင်းရယ်ဒါလေးနဲ့ပဲဖော်ဆက်ထားတာအဲ့အတွက်ကြောင့်မို့လို့ဒီဂျယ်လီတုံးလေးကိုဝါးစားလိုက်ပြီဆိုတာနဲ့ချင်းအရသာလေးကိုလေပူရှင်းလေးဖြစ်သွားမယ်ရေလေးတစ်ခွက်တောက်လိုက်မယ်ဒါဆိုလို့ရှိရင်အားလုံးပြည့်စုံသွားပြီတရက်ချားတစ်လုံးမှတ်ထားနော်ဒီကုန်းစားပြမယ်ကြည့်လိုက်ထန်တီအစံလေးနဲ့တော့တူသေးတယ်မကြည့်လိုက်ချစ်စရာလေးဝါးစားလိုက်အောင်မချစ်ဝါးစားလိုက်အောင်မပြီးရင်
ရေလေးတောက်လိုက်ရုံပဲသူ့ရဲ့အရာသာလေတချို့ကလေနည်းနည်းပူရှင်းရှင်းလေးတော့ပူမှာပေါ့သူကအစီတွေကြဖို့အတွက်ဒီဦးနိုင်ရနေမှာရှိတယ်အစာဟောင်းတွေအစာဂျိုးတွေကိုပြည့်ပြတ်ဖို့အတွက်စမုံနဲ့နော်ဂျင်းနောက်တစ်ခါပွေးကိုင်းလေးအဲ့အတွက်ကြောင့်မလို့ဦးလန်းချောင်းတွေကိုတန့်ရှင်းတဲ့အတွက်ကြောင့်ဦးမကြီးကင်စာတွေမဖြစ်ဘူးဦးသိန်းဦးမတွေအရန်ကောင်းတယ်နော်ရှိတ်လေးအရန်ကောင်းဒီဝင့်ဝါဒီတော့ဂျယ်လီရဲ့ဒီတပူးမှာဒီလိုမျိုးအထုပ်ကလေး10ထုပ်ပါပါတယ်ရှင်သူ့ရဲ့အာနီတင်လေးကကြတော့ဦးလန်းချောင်းတွေကိုရှင်းပေးတယ်နောက်တစ်ခါဝင်းသွားရတာကောင်းတယ်တရက်ချားစီတစ်လုံးတောက်ရုံပဲနော်တစ်လုံးတောက်ရုံပဲတီကုန်းကတော့နှစ်ဘူးတောက်ပြီးသွားပါပြီရှင်ဝင့်ဝါဒီတော့ဂျယ်လီလေးရဲ့စားဖို့စားနည်းလေးကိုတီကုန်းရှင်းပြပေးမယ်နော်သူကကြတော့ညပိုင်းတောက်ရတာညစာစားပြီးအနည်းဆုံး2နာရီလောက်ချားပြီးတော့မှတောက်ရတာတောက်ပုံတောက်နည်းလေးရလေသူ့ကိုတရက်ချားစီတစ်လုံးလေးစားပြီးရနဲ့ရေလေးတောက်လိုက်ပြီးတန်းအိတ်လိုက်ရုံပဲလောဘကြီးပြီးတော့တရက်ကို2လုံးဆိုပြီးအဲ့လိုကြီးမတောက်နဲ့နော်တော်ကြဝင်းနေအရန်သွားပြီးတော့သူ့ရဲ့အာနီတဲ့အရန်ကောင်းလို့ဂျင်းရဲ့စမုံနဲ့ရဲ့ပွေးကိုင်းရဲ့ပါတဲ့အတွက်ကြောင့်ချစ်တို့ရဲ့ဥလန်းချောင်းတွေလှပအောင်ဘိုက်ကလေးတွေပိန်သွားအောင်သူကအားလုံးတာဝန်ယူတယ်အဲ့ဒါကြောင့်မလို့ဝင့်ဝါဒီတော့ဂျယ်လီလေးကိုတရက်ချားစီတစ်လုံးတောက်ကြစို့နောက်တစ်ခါအမျိုးသားရောအမျိုးသမီးရောလူမျိုးမရွေးဘာသာမရွေးလဲတောက်လို့ရတယ်နော်ဝင့်ဝါဒီတော့ဂျယ်လီမှာထူးခြားချက်လေးတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အရသာလေးမှာလိမ္မော်စပြေးစတော်ဘယ်ရီလိုင်ချီတန်မယာအဲ့ဒီ5မျိုးကိုဒီထဲမှာ10လုံးပါတယ်ဆိုတော့နှလုံးစီအရသာလေးတူးတူးခြားခြားလေးထည့်ထားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အရသာလေးအရန်ကောင်းမွန်နေအဝင်လည်းမစိုးဘူးအထွက်လည်းမစိုးဘူးโอเคကဲအဲ့ဒီတော့ဒီတော့မှာဆိုဝင့်ဝါမှာဆိုဒီတော့